မိုးတိတ်ပြီးနောက်ညာလေးဟာအရန်တစ်စိတ်နေတယ်ရွာလေးရွာမြို့နဲ့ဝေးကွာပြီးတောနဲ့နီနီကက်ကက်အဲ့ဒီရွာရဲ့အနောက်ဖက်တောနာမှာလူမနေတော့တဲ့အိမ်အိုတစ်လုံးရှိတယ်အဲ့ဒီအိမ်ကိုမသွားနဲ့ရွာသားကြီးတွေအမြဲတမ်းပေးတတ်ကြတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအိမ်ထဲမှာလွန်ခဲ့တဲ့15နှစ်ကမိန်းကလေးတယောက်တေခဲ့တယ်လို့ဆိုကြတယ်သူမရဲ့နာမည်ကမေသစင်ကိုဇော်မင်းဆိုတဲ့လူငယ်တယောက်မြို့ကနေပြန်လာပြီးအဲ့ဒီရွာမှာအနားယူဖို့လာနေတယ်သူကတရေတွေကိုမယုံဘူးလူတွေကြောက်လို့ဖန်တီးထားတဲ့ဇာလန်းပဲလို့ပြောတတ်တယ်တညသူ့မိတ်ဆွေကစိန်ခေါ်တယ်မင်းတရေမယုံရင်အဲ့ဒီအိမ်နဲ့တညအိပ်ပြစမ်းပါကိုဇော်မင်းလက်ခံလိုက်တယ်ည7:00 နာရီလကမိုးတိမ်တောင်မှာဖျော်ဖျော်လင်းနေတယ်အိမ်အိုရှိရောက်တော့တကားဟောင်းကလေတိုက်တန်တဲ့အကျူဂျွတ်လို့အတန်းထွက်တယ်အတွင်းဝင်လိုက်တော့အေးဆက်တဲ့လေတစ်ခုသူ့မျက်နှာကိုထိသွားတယ်အခန်းထဲမှာဖုံးအများကြီးနဲ့နေရန်ပေါ်မှာပုံတပုံတွေ့ရတယ်အဖြူရောင်အဝတ်ဝတ်ထားတဲ့မိန်းကလေးတယောက်မျက်လုံးတွေမထင်ရှားဘူးနာယီတစ်ချက်ထိုးတယ်တန်းအိမ်ထဲကလေကပိုအေးလာတယ်အပေါ်ထက်ကခြေလန်းတန်ကြားရတယ်ထပ်ကိုဇော်မင်းချွေးထွက်လာတယ်သူ့နားဘေးမှာအတန်းတစ်ခုချောင်းလေးမင်းငါ့ကိုမြင်နိုင်လားလေကားပေါ်မှာအရေးတစ်ခုတဖြည်းဖြည်းလင်းလာတယ်အဖြူရောင်အဝတ်ရှမ်းပင်ရှည်မျက်နှာကိုဖုံးထားတယ်ခြေတော့မြင်မထီဘူးကိုဇော်မင်းရင်ခုန်တန်းမြန်လာတယ်မေးသစင်လားအရေးကခေါင်းလဲတယ်မျက်နှာမှာမျက်လုံးမရှိအနက်ရောင်အပေါက်နှစ်ပေါက်ပဲရှိတယ်ငါမသေးချင်းဘူးအတန်းဟာတိတ်လေးထွက်လာတယ်ကိုဇော်မင်းနားထောင်နေတယ်15နှစ်မတိုင်ခင်မေးသစင်ဟာဒီအိမ်ထဲမှာပိတ်မိခဲ့တယ်မီးလောင်ပြီးလူတွေမကယ်နိုင်ခဲ့ဘူးသူမရဲ့ဝိညာဉ်ကမလွတ်မြောက်နိုင်ဘူးတကားပိတ်သွားတယ်ပတင်းပေါက်ကလည်းပိတ်သွားတယ်အိမ်အတွင်းအမောင်လုံးဝကိုဇော်နင်းပြီးဖို့ကြိုးစားတယ်ဒါပေမဲ့သူ့လေပင်ကိုလက်အေးတစ်ဖက်ကိုင်းလိုက်တယ်အသက်ရှူမဝဘူးနောက်နေ့မနေ့ရွာသားတွေအိယိုရှိမှလူတယောက်မူးလဲနေတာတွေ့ရတယ်ကိုဇော်မိတ်အသက်ရှိသေးတယ်ဒါပေမဲ့သူ့မျက်လုံးတွေအနက်ရောင်အပေါက်နှစ်ပေါက်ဖြစ်သွားတယ်သူတိတ်လေးပြောနေတယ်နောက်တစ်ယောက်လာနေပြီအဲ့ဒီညကစပြီးရွာထဲမှာလူငယ်တွေပျောက်ဆုံးလာတယ်တယောက်ပြီးတယောက်ည7:00 နာရီတိုင်းတောနာကအိမ်အိုတဲကခေါ်တဲ့တခုကြားရတယ်မင်းငါ့ကိုမြင်နိုင်လား